ကဲအခုချဲလေးဘာသာကိုအရင်ဆုံးဖြည့်ရပါသားကနေစပြီးတော့ဘယ်စာအုပ်တွေလေ့လာရဲဘယ်လိုလေ့လာခဲ့ဆိုတာကိုစပြီးတော့ပြောသွားပြမှာပဲဖြစ်ပါတယ်ရှင်ပထမဆုံးကတော့ခြေဖြည့်ခဲ့တဲ့တင်ချာပါအရှိမပြောခဲ့တဲ့အတိုင်းပဲတင်ချာကိုချဲအဲ့လိုစလုပ်ခဲ့ပေါ့နော်တင်ချာမှာဘာရေးပါလဲဘာဘယ်လိုဘယ်စာအုပ်တွေလုပ်ခဲ့လဲဆိုတာစပြီးတင်ချာတော့ချဲအရန်စူးစမ်းခဲ့ဆုံးပထမဆုံးပါတာဆိုအရန်ကြောက်တယ်ကွာကြာမှလည်းကြောက်တယ်ကွာပထမဆုံးဆိုတော့ agent center ကိုလည်းမသွားဘူး first experience နေပဲအဲ့တော့လန့်နေရပေါ့နော်ဒါမဲ့ချဲဘာသာရေးထဲမှာချဲတင်ချာပထမဆုံးဆိုတော့တင်ချာကိုတော်တော်လေးစာလုပ်ခဲ့ရပေါ့နော်တင်ချာလည်းကိုကျူးစားရခဲ့တဲ့အတိုင်းပြန်ရခဲ့အဲ့တော့အရန်ကျွန်မကျေးဇူးတင်ပါတယ်ကိုပထမဆုံးတင်ချာနဲ့ပတ်သက်ပြီးတော့အရေးကြီးတဲ့ဟာတွေလောက်ရမှာ flash gap ပါ flash gap ကလုံးဝအတက်ကယ်စီပါတင်ချာမှာဘာလို့ဆိုတင်ချာမှာချဲ slope တွေအရန်ပါပါတယ်နော် flash gap မှာကျတော့ slope နဲ့ပတ်သက်ပြီးတော့သူကနေပြီးတော့မိကုန်းတွေအများကြီးရှိရကွာကိုအဲ့ဒါတွေကိုလေးချင်းအဲ့ဟာတွေကိုလေးချင်း slope နဲ့ပတ်သက်ပြီးတော့လုံးဝအမခံနေနောက်ပြီးတော့ပတ်ဝမ်းမှာပါရဲ့ဘုတ်တွေကလုံးဝ flash gap တွေကအတိုင်းပါပဲတင်ချာမှာတယောက်နဲ့တယောက်ကမိကုန်းစုံမတူတော့ကြားရအစုံချင်းတူမလားတော့မသိပေမဲ့တော့ချဲဖြေခဲ့တော့ကတော့တင်ချာမှာ flash gap ကလုံးဝကိုအဓိကပါနောက်တစ်ခုကကျတော့ချဲစာလုပ်ခဲ့ရ Kaplan Princeton 1001နောက်ပြီးတော့ McGraw-Hill workbook က McGraw-Hill workbook ကကျတော့ဒီကျောင်းကဆရာပေါ့နော်ဆရာတင်ချဆရာကချဲသူတခြားကျောင်းသားတွေကိုတင်ထားရဲ Zoom ဗီဒီယိုလေးကိုချဲတို့ share ပေးရပေါ့နော်အဲ့ဒါကိုကြည့်ပြီးဆရာနဲ့တူတူ like တွတ်တယ်ပေါ့နော်ပြီးကြရင်ဆရာရှင်းပြတဲ့ဟာကိုကြည့်ပြီး McGraw-Hill workbook ကချဲအဲ့လိုနဲ့ပြီးသွားရပေါ့နော်McGraw ဆောင်းမွေးမှာတကယ်ကြရင်ကွာ McGraw-Hill လောက်မခတ်ဘူးဒါပေမဲ့လေးချင်းချင်းကိုကဆောင်းမွေးတွေအဲ့လိုမျိုးပုတ်စာယူတွေးတဲ့ခါကျရင်ပို့ပြီးတွေးချင်တော့ extra အနေနဲ့လေးချင်းလို့ရပါပေါ့နော်ဒါပေမဲ့အဲ့လောက်ထီတော့မခတ်ဘူးဆောင်းမွေးမှာပါတဲ့ခါကျရင်ပေါ့နော်ပြီးတော့ချင်း get summit ပါ get summit ကလည်းအရေးကြီးတယ်နောက်ပြီးတော့ကျွန်တော်တို့အမှ calculator နဲ့ပတ်သက်ပြီးတော့ get summit မှာလုံးဝပြပြထားတာပေါ့နော်ဆက်လက်ကျင်တော့ချဲလဲအဲ့လိုမျိုး your credit tutor ကဆရာရဲ့ calculator 3နည်းဗီဒီယိုလေးကြည့်ထားရပေါ့နော်ကြည့်ထားပြီးတော့ get summit ကဆရာရှင်းပြတဲ့ဟာကိုထည့်ကြည့်တော့ပို့ပြီးရသွားရပေါ့နော်အဲကြောင့် get summit ကဗီဒီယိုတွေကိုအကုန်ကြည့်ပါကြည့်ပြီးသွားရင်ဗီဒီယိုအောက်မှာဆရာက practice test ဆိုပြီးတော့သူအဲ့လိုမျိုး link တွေပေးထားတယ်အဲ့ဒါတွေကိုတွားပြီးလေ့ကျင့်ပါအဲ့ဒါမှကိုကဗီဒီယိုကြည့်လိုက်တိုင်းလဲမရနိုင်ဘူးဗီဒီယိုကြည့်တော့ရတယ်တကယ်ကိုယ့်ဘက်ကိုပြန်ပြီးတော့တွက်မှာပေါ့နော်အဲကြောင့်လို့ get summit ကဗီဒီယိုတွေအကုန်လုံးကိုကြည့်ပြီးတော့သူ့ရဲ့ practice test တွေကိုလုပ်ပါနောက်ပြီးတော့အရေးကြီးဆုံးကတော့ UR ထွက်တဲ့ tutor ပါတကယ်ဆရာကိုကျေးဇူးတင်ပါတယ်ဆရာဗီဒီယိုတွေကအရင်အကျိုးရှိပါတယ်အဲ့ဒါတော့ကြီးကြီးတက်တဲ့အကြောင်းသားတိုင်းသိမှာပါ UR ထွက်တဲ့ tutor ကဗီဒီယိုတွေအကုန်လုံးကိုတခြား playlist ရှိရပေါ့နော်အဲ့ဒါတွေအကုန်လုံးကိုကြည့်လိုက်ပါတယ်အကုန်လုံးကြည့်ရနောက်ပြီးခြေပြောခဲ့တဲ့စာအုပ်တွေလည်းလုပ်တယ် get summit ကိုလည်းလုပ်တယ် get summit မှာဆိုရင်အဲ့ဒီမှာ calculator မှာပေါ့နော်3ပါရဲ့ calculator ပါရဲ့ပုံစံကိုဘယ်လိုတွက်လဲဆိုတော့ဆရာတေချာရှင်းပြထားတော့တော်တော်လေးကိုပေါ့နော်အချိန် save ဖြစ်တယ်ပေါ့နော်အဲ့မှာဆိုရင်တပုတ်ပါကွာequation ကိုအစားထိုးပြီးတော့ calculator နဲ့ဒီတိုင်းနဲ့တွက်ရင်ရတယ်ဒါပေမဲ့ calculator နဲ့တွက်လိုက်ရင်အဖြေထွက်တာမြန်တယ်ပေါ့နော်အဲ့လိုမျိုးဟာချိန်ဆောင်းဝဲပြေတော့တပုတ်ပါခဲ့တင်ချာမှာအနည်းဆုံးတူပါဆိုရင် flash gap နဲ့ဆင်တယ်နောက်ပြီးတော့1001နဲ့ဆင်တယ်get summit ကလည်းဆင်တယ်ပေါ့နော်အဲ့ဒါတွေလောက်ရပါမယ်တကယ်တင်ချာကမခက်ဘူးပတ်တာပေမဲ့ credit ထပ်ဖို့အတွက်တော့နည်းနည်းလေးတော့သူကတချို့ပု္ပ္ပာရဲ့ tricky ဖြစ်တယ်ပေါ့နော်ချိန်ဆိုရင်တင်ချာသွားဖြစ်တင်ချာသွားပြောချင်တဲ့ဟိုအဲ့တုန်းကတချမ်းပြီးသွားတော့မေလာပေါ့နော်အဲ့တော့ဗာလဲ schedule ယူတော့ကွာမရတော့ချေအဲ့လို MICT ဘက်မှာတွားပြီးဖြေရပေါ့နော်ပထမဆုံးတင်ချပါတော့ MICT ဘက်မှာတွားပြီးဖြေရောစသချင်းတော့အရင်စိတ်လှုပ်ရှားပေါ့နော်ပတ်ဝန်းကိုဖြေလဲဖြေရောအဲ့မခက်ပါလားပေါ့အဲ့လိုမျိုးတွေးလိုက်တယ်ပြီးတော့ပတ်တူးလိုက်ရလဲရောအမ word problem တွေတွေးခဲ့ရပဲ word problem တွေတွေ့ရော word problem တွေကသူကလေမခတ်ဘူးဒါပေမဲ့လေမိကိုရှော့အောင်မေးထားကွာကိုကိုခေါင်းအောင်လဲနေအောင်မေးထားအဲ့ဒါစစတွေချင်းတော့ကြောင်တောင်ဖြစ်သွားအဲ့ကြရင်တခုအကြံပေးချင်တာနော် flash ထောင်ထားနောက်ပြီးတော့အဖြေကိုထင်းတဲ့ဟာတခုခုပေါ့နော်ကိုတွက်ရင်းနဲ့ရတဲ့အဖြေတခုကိုနှိပ်ခဲ့ပါအဖြေမထည့်ဘဲနဲ့မထားခဲ့ပါနဲ့အဲ့လိုမျိုးလုပ်ပြီးတော့ flash ပြသွားနောက်ပြီးတော့ channel ဟာကြီးဆက်တွယ်ပေါ့နော်ဆက်တွယ်ပြီးတော့အကုန်လုံးပြီးတော့မှကို flash ပြထားတဲ့ပုံစံကိုပြန်ကြည့်ပြီးတော့တွဲရအခါကျရင်အဖြေကပြန်ထွက်တယ်ပေါ့နော်အဲ့ကြရင်ကိုပထမတော့စဉ်းစားလို့မရတဲ့ဟာကခေါင်းထဲကနေပြီးပြန်ထွက်တယ်ပေါ့နော်ပြီးတော့အမှတခုပြောချင်တာလေအမှပါရဲ့လေဟိုဗာလဲ undo လေ undo တော့ပြောရမယ်အဲ့ဒီခါကြီးလေပုံတွေနဲ့ပုတ်စာကြီးလေဆောင်းဝဲမှာလေလေးကျင်ထားတဲ့ပုံစံတွေနဲ့တခုမှမတူဘူးတလားလုံးဝအသစ်တည်းကြီးပဲကွာတခါမှမမြင်ဘူးရဟာကြီးမေးလာကွာအဲ့ဟာကြီးကတကယ်အရင်တော်တော်
နည်းခြေကလေအဲ့ကြိုက်မိကွန်းဆောင်ကလေဘယ်အဲ့လိုမျိုးဟာကြီးပါလာတော့မသိဘူးเนาะတယောက်နဲ့တယောက်နဲ့မတူဘူးအဲ့ဒီဟာနည်းနည်းတော့ခက်တယ်ပေါ့เนาะစဉ်းစားရရဲ့ခြေပြောသလိုပဲအဲ့လိုမျိုး flash gap ပြပြီးတော့နောက်ပြီးတော့မှလာဖြေเนาะနည်းနည်းအဖြေပြန်ထွက်တယ်ပေါ့เนาะအချိန်ကတော့ပိုခဲ့ပြီမဲ့ကိုက flash gap ပြထားတဲ့ဟာတွေကိုပြန်ကြည့်တော့ကွက်တီကိုကြာသွားရပေါ့เนาะတင်ချာကတော့အမှတ်ကတော့credit ထပ်ဖို့3မှတ်အလိုနဲ့တင်ချာအောင်ဝါခဲ့ပေါ့เนาะအရန်ပထမဆုံးပတ်တာမှလို့မဖြစ်တော့အရန်ပျော်ရတာဒါပေမဲ့ credit မထတော့နဲ့နည်းနည်းလေးအားမလို့အားမြဖြစ်ခဲ့ဒါပေမဲ့ချက်လုံးတလောက်တော့ရခဲ့ပါရဲ့နောက်ပြီးတော့အဲ့ဒီမှာစောင့်မဖြစ်ခင်ညာကတင်ချာမှာရေးကြည့်ရကအချိန်နဲ့လေးကျင်သွားပေါ့เนาะအချိန်နဲ့လေးကျင်သွားဆိုတော့အဲ့ဒီမှာကပ်ပလန်တို့မက်ဂရိုဟီဝေါ်ဘုတ်တို့နောက်ပြီးတော့ပရစ်စတန်တို့မှာဟို pre-test တွေအဲ့လိုမျိုး practice test တွေရှိရကွာဆောင်းပွဲနဲ့အချိန်နဲ့ကြိုက်ပြီးတော့အဲ့လိုမျိုးဟာတွေကိုအကုန်ဖြေသွားပါအဲ့ဒါကြီးကလုံးဝထောက်ကူဖြစ်ပါရဲ့အဲ့ဒါအောင်မယ်ဆိုရင်ကိုဆောင်းပွဲဖြေနိုင်ဖို့ကလုံးဝကျင်းတိမ်နေပေါ့เนาะအဲ့ဟာတွေကိုအမှတ်အောင်မယ်ဆိုရင်အဲ့ဒါကိုဖြေသွားဒါပေမဲ့ Princeton တင်ချာ Princeton ကအဲ့ test တွေက test နှစ်ခုရှိရအရန်ခက်တာဆောင်းပွဲမှာအဲ့လောက်ခက်တာမမေးဘူးဆောင်းပွဲမဖြေခင်ညမှာချေအဲ့ test တစ်ခုနှစ်ခုလားမသိဘူးကြံတာမဖြေရသေးလို့ဆိုပြီးတော့ထိုင်တက်နေနေလူကငိုချင်းလာဟာမနေ့ပြန်ကဆောင်းဝဲဖြေရမှာငါတို့ကြပြီအချိန်ကလို့ရှိလို့မရတော့အဲ့လိုမျိုးကြောင်တောင်ကြီးဖြစ်ကုန်လာလေတာငိုချင်းလိုရီချင်းလိုနဲ့ဖြစ်တယ်ဒါပေမဲ့အမှ group အဲ့ group ရရှိရကွာGD group ရ Hero group ကတော့လုံးဝကျေးဇူးတင်ပါတယ်အဲ့ဒီဟာလေးဟိုကုညီပေးတဲ့သူတွေအများကြီးပဲပေါ့နော်တကယ်ကျေးဇူးတင်ပါတယ်အဲ့လိုမျိုးတွားမြေရဲ့အခါကျတော့အဲ့လောက်ထိခက်တာမပါဘူးပေါ့နော်ဆောင်းဝဲဖြေတော့မှမို့အေးဆေးနေပါအဲ့လိုမတွတ်တော့ဘူးအဲ့ဒါယူလုံးဝမတွတ်တော့ဘဲနဲ့ဟိုရွယ်ထွက်တဲ့ဂျူတာဆေးရရဲ့ဗီဒီယိုတွေနဲ့အတူတူအဲ့လိုမျိုး practice ဗီဒီယိုတွေရှိရကွာအဲ့ဒါတွေကိုထိုင်ပြီးတော့တွတ်တယ်နောက်ပြီး flash card ကလေးတွေလုပ်ပြီးတော့အိတ်လိုက်တယ်အိတ်ပြီးတော့တွားဖြေလိုက်တော့တင်ချာတော့အနေတင်ချာပြီးသွားပါရဲ့ပေါ့နော်အခုကတော့တင်ချာပြီးသွားပါပြီကဲအခုနောက်တဲ့တစ်ပတ်သားထပ်သွားမယ်ပေါ့နော်ဒီ course ပြီးသွားရဲ့နောက်မှာချက်ဒီတိုင်းအဲ့ဒါအပြင်ဘလို့ high တက်ဖြစ်သေးရဲ့ဆိုတော့မိထားတဲ့သူရှိတော့ခြေဒီမှာပြောပြပြီးပေါ့နော်အဲ့မှာခြေ3ခုတက်ခဲ့ပေါ့နော်ပထမတစ်ခုကကြောင့်ခြေဒီဟိုမှာ crown မှာတက်နေတယ်ခြေ social study ကိုခြေပြောခဲ့ social study ကိုမရဘူးလို့ပြောတယ်အဲ့တော့ social study မရတော့ကွာ social guide ခေါ်ရပေါ့နော်တစ်လတင်တယ်ဒါပေမဲ့အဆင်မပြေခဲ့ဘူးပတ်စံကအဲ့တော့တသိန်းကျော်လား2သိန်းလားမသိဘူးအဲ့လိုတစ်လကိုလေအဲ့လောက်ပြီးလိုက်ရတယ်တလားအဲ့ဆံမတင်တဲ့ဟာကြောင့်သူကလေဒီတိုင်းပဲစာပိုက်ကျူကိုရှင်းပြရဲစာပိုက်ကိုရှင်းပြပြီးမိခိုးနေအဲ့လိုမျိုးဖြေးရဲဆိုစောချင်းဒီတော့အဆင်ပြေမယ်ထင်တာနောက်ပိုင်းကျတော့လေအဆင်မပြေလို့ဆိုပြီးတော့တစ်လတက်ပြီးတော့ချေအဲ့ဒါကိုဆက်ပြီးမတက်ဖြစ်တော့ဘူးပေါ့နော်ပြီးသွားတော့ချေcrown မှာတက်တာလည်းပြီးသွားပြီပေါ့နော်ပြီးတော့ဟိုကိုဘာသာကို set study လုပ်ပြီးတော့ဆောင်းဝဲဖြေရတော့မယ်ကွာ set study လုပ်တော့ဘေးကနေစားလို့မှမသိဘူးစောင်းတော့ပထမတော့ချေတွေးခဲ့ရနှစ်ဘာသာကြီးဖြေမယ်ဆိုပြီးတော့ AI နဲ့တင်ချာနဲ့ကိုရောဖြေမယ်ဆိုပြီးတော့ AI ဘာသာကို AI ကိုတခု AI ကိုအတန်းတစ်ခုတက်လိုက်တယ်ပေါ့နော်တက်လိုက်ပြင်မယ်အဲ့ဟာနဲ့ဆရာမနဲ့လုပ်တဲ့အချိန်မှာကပ်ပလန်စပြီးတော့ကင်နေပေါ့နော်အဲ့တော့နည်းနည်းပါးပါးရသွားရပေါ့နော်အဲ့တော့မှငါဘာသာအုပ်ကိုစကင်ရမယ်ဆိုတော့နည်းနည်းတိသွားရပေါ့နော်တိသွားပြင်မယ်အတန်းကနည်းနည်းတစ်လကို3သိန်းခွဲလားမသိဘူးအဲ့ကြောင့်နည်းနည်းများရကွာဒါပေမဲ့တစ်လပြီးသွားအောင်မှစာအလုပ်ကြီးမပြီးဘူးကွာအဲ့ကြောင့်ချေတင်တာတော့ကောင်းနေပေါ့နော်ဒါပေမဲ့အဲ့ဒါနဲ့စက်မတက်ဖြစ်တော့ကိုယ့်ဘက်ကိုပဲ set site လုပ်မယ်ဆိုပြီးတော့အဲ့ဒါပြီးတယ်ပြီးတော့ social study အတွက်တက်တာဆရာမတို့တကယ်ကျေးဇူးတင်တယ်အဲ့ဆရာမတကယ်ကဲတင်ရှင်ပဲเนาะ social study အခုတင်ချာအကြောင်းပြောဖို့ဆိုတော့ social study နဲ့ပြန်ပြီးတော့ဘယ်လိုမျိုးလုပ်ခဲ့ဆိုတော့ပြောရမယ်เนาะ social study ရဲ့ရှင်မြောက်ဆုံးလို့ပြောခဲ့ရเนาะဒါပေမဲ့ဒီဆရာမနဲ့တွင်သွားချေတကယ် social ကိုလုံးဝရခဲ့ရပေါ့เนาะနိုင်ချောင်းလဲဆက်ပြောမယ်ဆရာမကအားလုံးလည်းသိမယ်ဒီနေ့ချေဒီ description မှာလည်း Telegram channel တွေကိုချေထည့်ပေးမယ်ပေါ့เนาะသူကလေ2လကျော်လားမသိဘူး2လကျော်တက်ရတယ်သူက all in one ကွာသူများတွေလိုမျိုးအဲ့လိုမျိုးစာအုပ်ကိုကြီးကိုပဲရှင်းပြမို့မိကူးတွေကိုဘယ်လိုဖြေရမလဲ practice တွေဘယ်လိုလုပ်ရမလဲ background knowledge တွေကိုလည်းလုံးဝအကုန်လုံးပြောပြပေးရပေါ့နော်ဆရာမကြောင့်ဒီဆရာမနဲ့တက်လိုက်တော့မှချင်း social science နဲ့ပတ်သက်ပြီးတော့အားလုံးကိုရသွားတာပေါ့နော်အဲကြောင့်ဆရာမတကယ်ကျေးဇူးတင်တယ်ဒါပေမဲ့ချေပို့အဆမှုကြောင့်ချေအဲ့လိုမျိုးကြောင့်ကွာ social science မှာဆရာမနဲ့တိုင်နေအဲ့လိုမျိုး तू က2လကျော်ပဲမဲ့အဆောင်စာမပြီးတဲ့ဆရာမပြီးရတီအကုန်လုံးအချိန်နည်းနည်းယူပြီးတော့တင်ပေးရပေါ့နော်တကယ်ចောင်းသားရေပေါ်တကယ်ကိုစေတနာပါရပေါ့နော်အဲကြောင့်
တကယ်ကိုအာမခံတဲ့ 100% ကို recommend ပေးရဆရာမရှိမှာ social ပါဆရာမအားရော social ကိုတင်နေဆရာမရှိမှာတွားပြီးတော့တက်လို့ရရပေါ့နော်Twitch ဆရာမနာမည်က teacher ဖုန်းပါတကယ်ဆရာမကိုတကယ်ကျေးဇူးတင်နေပေါ့နော် social study ကိုဆရာမနဲ့တက်လိုက်တယ်ပေါ့နော်2လကျော်လောက်ထင်တယ်တက်လိုက်တော့အမှ background knowledge နဲ့ပတ်သက်ပြီးတော့ရသွားမိကုန်းတွေဘယ်လိုဖြည့်ရမလဲဆိုတာကိုသိရပြီးတော့ဆရာမစာအုပ်တွေကိုကကျန်တဲ့စာအုပ်တွေကိုလိုက်ကင်နေကြမလို့ဆရာမစာအုပ်တွေအကုန်လုံးစုပြီးတော့ပေါ့နော် D1 D2 အဲ့လိုမျိုး D25 T ဆိုပြီးတော့မိကုန်းတွေအကုန်လုံးသူ့ဘက်သူလုပ်ပြီးရပေါ့နော်ကိုကအဲ့ဒါတနေ့ကိုတခုကိုလုံးနိုင်တနေ့တစ်ခုအဲ့လိုမျိုးလုပ်လို့ရပါဘောเนาะအဲ့လိုမျိုးလုပ်ပြီးရချိန်မှာချေပေါ့သွားပါကိုရရဲဆိုပြီးကိုအထင်ကြီးတုံမျိုးဒါစာကိုတေချာမလုပ်ဘူးတေချာပြီးတော့နားလိုက်ပြီးတော့အဲ့ social တက်တယ်ကွာ social တင်တန်းတက်ပြီးတော့ social ဖြေဖို့ဆိုပြီးတော့စာလုပ်တော့အဲ့တော့အီးအောင်ဝါနဲ့ကွာစာတေချာမလုပ်ဖြစ်ဘူးဘာလဲဆိုတော့ငါ background knowledge ရနေပြီပဲဆိုပြီးတော့အဲ့လိုမျိုးဆရာမကလည်း practice study ကိုလုပ်ပြီးထားဆိုဒါရီလို့ငါအမှတ်ကောင်းမှာပဲဆိုပြီးတော့ကိုနည်းနည်းပေါ့လိုက်တာပေါ့เนาะစာမလုပ်ဖြစ်ဘူးမလုပ်ဖြစ်ပဲနဲ့အဲ့တော့အမှတ်ကထင်သလောက်မရပါဘူးချေ159ပဲရရပေါ့နော်အရန်ဝမ်းနေတကယ်ဆိုရင်တကယ်တော့စူးစမ်းလိုက်ရင်အမှတ်ကောင်းရမယ်ဟာအဲ့ဒါတော့ချေတကယ်နောက်တိုင်းရရပေါ့နော် social study ကကျတော့အဲ့ဆရာမရှိမှတင်တဲ့ပြီးတော့ဆရာမလုပ်ပြီးမိကုန်းတွေကိုဖြေရနောက်ပြီးတော့ချေ review ထွက်တဲ့ကျူတာဗီဒီယိုတွေအကုန်လုံးကိုလည်းကြည့်ရကိုယ့်ဘက်ကဟို gas sample လည်းလုပ်တယ် social ကကျတော့gas sample လည်းလုပ်တယ်ဆရာမ practice test တွေကကျတော့စောက်တွေအကုန်လုံးပေါ့နော်1002ဘာလို့ Kaplan Princeton အဲ့လိုမျိုးဟာမျိုးတွေဆရာမမိကုန်းတွေအကုန်လုံးစုပြီးလုပ်ပြီးထားတာပေါ့နော်အဲ့လာကြီးအကုန်လုံးလုပ်တယ်အဲ့နဲ့ social ကဖြည့်နိုင်ခဲ့ပါတယ် social ပြီးတော့ချေ science ကိုဖြည့်ပါတယ် science ကလေတာကျောင်းတက်တုန်းကတော့နော်နည်းနည်းပါးပါးရရပေါ့နော် physical science ဆိုလဲနည်းနည်းကိုတီးရဟာပါတယ်ဒါပေမဲ့ကိုယ့်ဘက်ကိုစာလုပ်တဲ့အခါကျတော့လေနည်းနည်းပြောမယ်ဆိုဘာသာရေးထဲမှာမရဆုံးက science ဖြစ်သွားရယ်ကွာနည်းနည်းကြောက်တယ်ပေါ့နော်ကိုယ့်ဘက်ကို stress study လောက်ကတော့ science မှာဘာယူရင်လုပ်လဲဆိုချေKaplan Princeton McGraw-Hill Workbook 1001အဲ့ဒါရဲ့မိဦးနေရဲ့ရွေထွက်တဲ့ကျူတာကတော့မြဲတဲ့ပုံပါနေမှာပေါ့နော်ရွေထွက်တဲ့ကျူတာဗီဒီယိုတွေအကုန်လုံးကိုကြည့်ရဲဆရာကြောင့်တကယ်ဆရာကျေးဇူးကြောင့်ပါဗီဒီယိုလေးအကုန်လုံးကိုကြည့်ရဲနောက်ပြီးတော့ get sample လုပ်တယ်အဲ့ဒါကြီးကိုဆိုင်းကိုအဲ့ဒါကြီးအကုန်လုံးလုပ်ခဲ့ဆိုင်းကလေဖြေခဲ့သမျှဘာသာရေးထဲမှာအခက်ဆုံးပဲကိုကပဲခက်တဲ့မိကုန်းဆောင်ကိုကြာလားမသိဘူးခြေကြရဲ့မိကုန်းဆောင်ကအရန်ခက်တယ်မိကုန်းစာပိုက်ကြီးရလဲအရှည်ကြီးပဲ social study တော့ကွာမိကုန်းကလေတူတူလေးဟိုစာဖတ်ရလဲတူတူလေးကွာဆိုင်းကကြတော့လေစာပိုက်ကြီးကအရှည်ကြီးပဲနောက်ပြီးတော့ independent variable dependent variable Panic Square ပါမယ်ထင်တာကွာသူများကြီးရပါထားကြကိုကြတော့အဲ့လိုက်မပါဘူးတော့ကိုရရဲ့ဟာတွေမပါဘဲနဲ့ဟိုမရတဲ့ဟာတွေကြီးပဲ independent variable အပုတ်ဆိုတပုတ်ပဲပါတယ်အဲ့လိုမျိုးဟာကြီးပဲပါသွားတာပေါ့နော်တကယ်ကိုလေဆောင်းဝဲဖြေနေ science ဖြေတော့ချေဟိုမှာဖြေရKMD မှာဖြေရပြောမယ် exam စစ်စာရေးအကြောင်းကွာKMD ကလေလုံးဝလေအချက်အတွက်လေနည်းနည်းသူကအမောင်ပုံစံမျိုးနဲ့နည်းနည်းမီးမိတ်ထားပြီးတော့ကွာမီးမိတ်ထားပြီးမဲ့လုံးဝ exam ထဲမှာဖြေရတဲ့ပုံစံအရင် stress များသလိုပဲအမှဖြေရလေတခြားသူရတော့ကောင်းပြီမဲ့ချဲတယောက်တည်းအတွက်အမြင်မှာတော့အဲ့လိုမျိုးဖြစ်တယ်ကွာနောက်ပြီးတော့အဲ့ဒီနေတော့ချက်ဆောင်းဝဲဖြေမဲ့နေဆိုရင်လေအဲ့လိုအစာမကြေလေရောခါအဲ့လိုမျိုးတက်တာနောက်ပြီးတော့အဲ့ဒီတော့နေမကောင်းချင်သလိုဖြစ်နေတာကွာနှာမုံပြီးတော့အဲ့လိုမျိုးဖြစ်နေရောလေဒါဆောင်းဝဲဖြေကိုခေါင်းနေကြိုက်တာရေတောက်ချင်တာတလားသူကကြောရေတောက်ခွင့်မရှိဘူးအပြင်မှာတစ်ခါရဲပဲတောက်ရမယ်ဆိုတော့ KMD မှာဆိုင်းဖြေတော့နည်းနေရလဲမကောင်းကွာစာပေကြီးရလဲရှိကြီးတွေဖြစ်နေတာငါတို့ကြပြီးထင်ပြီးတော့ဆောင်းဝဲခိုင်းတယ်မှာလေစိတ်ညစ်လိုက်တာဆိုတော့အဲ့နဲ့ပြန်လာပြီးတော့တော်သေးအောင်သွားလို့ဒါပေမဲ့အမှတ်မကောင်းပါဘူးဒါပေမဲ့အောင်ကပဲကျေးဇူးတင်ပါတယ်တကယ်ဆိုဆိုင်းကတော့ချက်တော့အခက်ဆုံးပဲ150နဲ့ပေါ့နော်ဟိုတော့ social အကြောင်းပြောလိုက်ဝင် social ဖြေတာကကြတော့ crown မှာဖြေရပါတော့ social ကလေအရင်ဘလောက်တော့ပေါ့လဲဆိုတော့စာလေးတေချာမလုပ်ဖ ೇನೆ လေ crown မှာဖြေရောလေဒါကျင်းတဲ့ဘာသာရေးဆိုရင်ကွာ exam pressure နည်းနည်းရှိသေးတယ်အဲ့မှာလုံးဝ exam pressure မရှိရလူကလေလုံးဝပေါ့ပါပြီးတော့အချိန်ကိုလည်းစိတ်မပူဒီတိုင်းပဲအိမ်မှာဆောင်းဝဲဖြစ်နေတယ်မျိုးပဲချင်ကလုံးဝလေ pressure လုံးဝမရှိရကွာ background knowledge ဆိုလဲအကုန်လုံးအဲ့လိုဆရာမကြောင့်ပဲသိထားတာလေလုံးဝလူကပေါ့နေအရင် pressure လုံးဝမရှိဘူးကွာအဲ့နဲ့ social တော့social တော့ပေါ့နော်အဲ့လိုမျိုးဖြစ်ခဲ့တယ်ဒါပေမဲ့ science ကကြတော့လုံးဝ exam pressure ရောလူကနေမကောင်းချင်သလိုဖြစ်တာရောဆိုတော့နည်းနည်းအဲ့လိုမျိုးဖြစ်သွားတယ်ပေါ့နော်အဲ့တော့တင်ချတဲ့ကပါဆို
exam center တွေကိုလေအစုံဖြေရပါဘာဖြစ်လို့လဲဆိုတော့ exam center room တွေကိုတည်ကျင်လို့တော့ဘလို့မျိုးဟာမျိုးလဲဆိုတော့အဲ့ MICD ဘက်မှာတေချာဖြေတော့ဆိုရင်ကိုထင်ထားတဲ့ဟာနဲ့ exam room နဲ့ကလုံးဝမတူဘူးကွာနည်းနည်းဘလို့လည်းမသိဘူးမတူဘူးအဲ့လိုမျိုးဖြစ်သွားနောက်ပြီးတော့ကျတော့ social crowd မှာဖြေရပြီးတော့ science ကို KMT မှာဖြေရနောက်ပြီးတော့ KMT မှာ science ဖြေပြီးတဲ့နောက်မှာကျန်တဲ့ RA ဘာသာကို KMT မှာလုံးဝမဖြေတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်ဘာလို့ဆိုတော့အရန်ကိုစိတ်ကပေါ့နော် exam pressure အရန်ပြီးရတော့မဖြေချင်တော့ဘူးဆိုပြီးတော့မဖြေပြတော့ဘူးပေါ့နော်အဲ့နဲ့ IA မှာပြန်အောင်မတွေးချင်တော့စိတ်ညစ်တာအဲ့ကြောင့်တွေးတကယ်တော့လေသလား2025ရဲ့ဒီဇင်ဘာမှာအပြီးဖြေမလို့ဆိုပြီးလောက်တာအဲ့ဒီအချိန်မှာချေလုံးဝအသေးအတန်နေမကောင်းဖြစ်တာပါအစားစားတာနည်းများပြီးတော့လူကလုံးဝအားမရှိတော့ဘူးကွာဆောင်းဝဲကိုရက်ကိုရွှေ့လိုက်ရတာတော်တော်နေမကောင်းဘယ်လိုပြောလဲနှစ်ကုံလို့လေတကယ်နေမကောင်းဖြစ်ခြင်းနဲ့နှုတ်ဆက်လိုက်ရတာကွာသူများတကရဲ့ဟိုနှစ်ကုံလို့ပြောရှင်ချင်းလုံးနေတဲ့အချိန်မှာချေကတော့အဲ့ရထဲမှာပုံပုံလိုက်ပြီးတော့အဲ့လိုမျိုးအားမရှိအဲ့လိုမျိုးဖြစ်သွားအဲ့နဲ့ exam ကိုရွှေ့လိုက်ရတာကွာပထမတော့ကတော့2026 January ပထမအစောပိုင်းမှာဖြေမယ်ဆိုပြီးတော့တိတ်ပြီးတော့နည်းနည်းတည်ရတဲ့အချိန်ဆွဲသူတွေတိုင်း issue နဲ့2026 January တလပိုင်းပေါ့နော်မေတော်မေဝါကြီးရက်ကိုအဲ့20ရက်20လားဘလားမသိတော့အဲ့ဒီမှာဖြေလိုက်တယ်ပေါ့နော်အဲ့မှာအားရဖြေပါအားမဖြေခင်ညဆိုမဖြေခင်တော့ဆိုလူကဘလောက်တနေ့လုံးစာလုပ်တာတနေ့လုံးအဲ့လိုတနေ့လုံးပေါ့နော်အိတ်လိုက်တယ်ပြန်ထလာစားမလို့လို့မရတော့ဘူးလေဖြေရတော့မှအိမ်ကလူတွေကလည်းတနေ့တောင်ကြာသွားပြီဆိုမပြီးသေးဘူးဆိုတော့သူတို့အပြစ်လည်းမဟုတ်ပါဘူးကိုယ့်အပြစ်ပါကိုကမဟုတ်တာဆိုတော့လေအမှစာနေရပြန်ကောင်းသွားပြီကွာဒီပြန်ကောင်းရောစာအသေးလုံးခိုင်ကြဘန်းတော့ဖြူဘာမှမလုပ်ချင်တော့ဘာမှမလုပ်ချင်တော့ဒါမှလည်းမလုပ်လို့မရလူကငိုးချင်းသလိုရီးချင်းသလိုယူချင်လာတလားစာလည်းမလုပ်လို့မဖြစ်တနေ့လုံးစာထိုင်လို့ပေါ့နော်ညကြရင်နေတလားတကယ်ငိုးချင်တာဟေးငါတကယ်ချင်းတို့လည်းပြောရငါကြမှာကြောက်တာချေရလေတလားအရင်တော့လေအဲ့ဟိုကမှန်တယ်တလားဂျီတီမဖြေခင်တော့ငါဂျီတီကိုအမှန်ဘာသာတိုင်းကို200ပြည့်အောင်ဖြေမယ်ဆိုပြီးတော့ဂျီတီပြည့်ပြော180လောက်ရရင်မစိုးပါဘူးဆိုစာလဲလုံနေရောcollege မှာလောက်ရရင်တော့ပါပြီနောက်ဆုံးလေကြောင်အောင်ရင်တော်ပြီလို့ပြောအဲ့ဒါတကယ်အဲ့လိုမျိုးနဲ့အာယုံငိုပွဲစိန်ပြောပေါ့နော်ပြီးသွားခဲ့ပေါ့နော်အိုင်မှာဘာလောက်ခဲ့လဲဆိုတော့ပြပြမယ်အိုင်မှာချေဆောနာတော့ဘာတိုင်းမျိုး Kaplan Princeton 1001နောက်ပြီးတော့အမြကြံသေးရယ်McGraw-Hill Workbook McGraw-Hill အိုင်မှာအရေးကြီးဆုံးပဲအဲ့ဒါအစင်ဆုံးပဲပေါ့နော်အဲ့ဒါရေအကုန်လုံးလုပ်တယ်နောက်ပြီးတော့teacher ခုနကတော့ social တင်ပြရဲ့ teacher ကသူကလေဒီနဲ့ပတ်သက်တဲ့ sharing တွေကိုလည်းသူက channel ထောင်ထားတာကွာအဲ့ဒါတော်တော်များများသိတော့မှာပါ teacher ကိုအဲ့ဟာတွေလုပ်တယ်သူ channel ကလုံးဝအကျိုးရှိရပေါ့နော်အဲ့ဒီမှာဆိုရင်ဒီနဲ့ပတ်သက်တဲ့ဟာတွေအကုန်လုံးကိုရှာပြီးတော့ကိုလေ့လာလို့ရရပေါ့နော်အဲ့ဟာတွေဆရာ teacher ကအမှ YouTube မှာလည်း playlist တွေလေဘာသာ like ကွာဗီဒီယိုတွေအကုန်လုံးလုပ်ပေးထားတယ်အဲ့ဗီဒီယိုတွေလည်းချဲကြည့်ရနောက်ပြီး UR Trader Tutor ဗီဒီယိုအကုန်လုံးကြည့်ရ Customer ဗီဒီယိုအကုန်ကြည့်ရနောက်ပြီးတော့flash ကကြတော့ချေတိတ်မလုပ်ဖြစ်ဘူး IO flash က IO ကိုချေ grammar ပဲလုပ်ဖြစ်တာ grammar ဘိုင်းကိုပဲလုပ်ဖြစ်တာ grammar အဲ့လိုကြီးမခတ်ဘူးပေါ့နော်ပြီးတော့ practice test တွေအကုန်လုံးလေ့ကျင့်တယ်နောက်ပြီးတော့ချေ YouTube တွေကြတော့လေမလုပ်ဖြစ်တော့ဘူးတလားအဲ့ဟိုက practice test တွေလေ့ကျင့်တယ်နောက်ပြီးတော့သူများတဲ့ခါကြီး hot topic တွေပြောရဟာကိုChatGPT မှာမေးပြီးတော့ဖတ်တယ်ပေါ့နော်နောက်ပြီးတော့မေးခွန်းပုံစံဘယ်လိုပြောmain idea ဆို main idea အဲ့လိုမျိုးဟာမျိုးတွေချေလေးခြင်းနဲ့အာရင်ကလေနည်းနည်းအဲ့ဒီအချိန်မျိုးပြမြောက်ချင်ဘူးတကယ်ပင်ပန်းနေသလားတော်တော်လုခဲ့တယ်ဒါပေမဲ့စူးစမ်းခဲ့ရတယ်တော်ထိုက်တယ်ပေါ့နော်တင်ချာတော့ကတော့လည်းချေတကယ်စူးစမ်းခဲ့ရတယ်ဒါပေမဲ့အလေကောင်းကနှစ်ပါးတာမှချေနည်းနည်းပေါ့ခဲ့ရပေါ့နော်အဲ့ဒါပြီးသွားရင်တော့ငါဒီပါတာလုပ်မယ်ဆိုတော့တကယ်ကြာရင်နားလိုက်ပြီးမလုပ်ဖြစ်ပေါ့နော်အာရင်ကျတော့မဖြစ်မနေဆိုတော့နောက်ဆုံးပိတ်ဒီပါတာတော့ငါအမှတ်ကောင်းအောင်လုပ်မယ်ဆိုပြီးတော့တကယ်အဲ့လိုပေါ့နေမနာညမနာပေါ့နော်စာလုပ်ခဲ့ရတယ်ပြီးတော့အဲ့ဒီမှာပြီးတော့ပြောပြချင်တဲ့အပိုင်းကအီးရပါချဲအီးရလုံးဝမရေးတတ်ဘူးဘယ်လိုရေးရမှန်းလည်းမသိဘူးကွာအဲ့လိုမျိုးအဲ့နဲ့ချဲက format တစ်ခုပေါ့နော်ဟိုရှင်းဝိုင်းလားမသိဘူးအဲ့ channel ကသူအမှတ်ရတဲ့ဟို format ကို share ပေးထားတာကွာအဲ့ဒါကိုချဲကသူ့ format ကိုယူပြီးတော့ကိုယ့်ဘက်ကိုပြန်ပြောင်းလိုက်တယ်နည်းနည်း vocabulary ဘာတွေကိုပြန်ပြီးတော့ change လိုက်တယ် change ပြီးတော့
အဲ့ချင်းတဲ့ဟာကိုလည်းချက်ပြပြမယ်တလားအဲ့ quality ထဲမှာဘလူရမယ်ဆိုတာချက်မသိဘူးကွာ GIE ရနဲ့ပတ်သက်ပြီးဘလူရမယ်ဆိုတာချက်မသိဘူးတော့အဲ့နဲ့နောက်ပိုင်းဘလူမျိုးလုပ်လဲဆိုတော့ ChatGPT ကတော့အကောင်းဆုံးပေါ့နော် ChatGPT ကိုမေးပြီးဒီ quality ထဲမှာဘလူထည့်ရမလဲအဲ့လိုမျိုးဆိုပြီး तू ကပြောပြရပေးရနော်ပြောပြပေးဟာအဲ့လိုမျိုးလုပ်တယ်လုပ်ပြီးချက်အဲ့ဒီမှာ typing နဲ့ format ကိုလုံးဝကြက်လိုက်ပါခြေလုံးဝ format ကိုကြက်လိုက်တယ်ပေါ့နော်ကြက်ပေမဲ့လေစစကြက်ချင်းတော့အဲ့လိုမေးနဲ့လက်ကွက်နဲ့ကိုယ့်ဘက်ကိုချရေးကွာလက်ကွက်နဲ့အဲ့လိုမျိုးချရေးပြီးတော့ကိုယ့်လက်ထဲမှာ evidence တို့ဘယ်လိုထည့်ရမလဲ claim တွေကိုယ့်ဘာသာပြန်ရေးပြီးတော့ထည့်ရမယ်နောက်ပြီးတော့ e ရမှာဆိုရင်ကန်ကောင်းတာချက်လေးဒါ e ရောက်လေးဆောင်းဝဲဖြေရောလေး2မှတ်လောက်ပဲရတော့မှထင်ပါရဲ့ဆိုပြီးတော့ထင်လိုက်တာကန်ကောင်းလို့ချက်4မှတ်တောင်ရခဲ့တယ်တကယ်မထင်တော့အရန်ပြော့သွားသလားအဲ့ format တိုင်းဆော့ဆော့အဲ့ဟိုရောက်သွားတော့ချက် ER က green energy ပါတာပေါ့နော် green energy ပါတော့တလားပထမဆုံးစာပိုက်ကိုဖတ်လိုက်တယ်ကွာစာပိုက်ဖတ်ပြီးတော့ဘယ်သူ့ဘက်ကိုလိုက်ရမယ်ဆိုပြီးတော့ရှင်ဆုံးရေးလိုက်တယ်ရေးပြီးတော့ format ကိုချက်အကုန်လုံးချရေးလိုက်တယ်ကွာချရေးပြီးတော့ evidence တွေ claim တွေနေရာကိုခဏကွက်လက်ထားခဲ့ပြီးတော့ပြီးတော့စာပိုက်ကိုပြန်ဖတ်ပြီးတော့အဲ့ဒီမှာနည်းနည်းငါရောလူကလေအရန် pressure များနေအေးရချင်းနေကြပြီးတော့ evidence တွေကိုအဲ့ဒီထဲကအတိုင်းပဲချင်းရေးလိုက်တယ်ရေးပြီးတော့ claim ကိုကိုယ့်ဘက်ကိုပြန်ရေးပြီးတော့အဲ့လိုမျိုးရေးလိုက်တာနည်းနည်းတိတ်ပြီးမမျောမဲထားဘူးကွာငါ2မှတ်လောက်ရရင်ကျင်းနေပြီလို့မျိုးပဲ format ကအဓိကကြအဲ့ကြောင့် format ကိုတေးချလေးလုပ်ပါပေါ့နော်ဘာမှကိုကမရေးတဲ့ဆိုတော့ format ရေးရင်အမှတ်1မှတ်2မှတ်လောက်ကရမှာပေါ့နော်ကျအခု4မှတ်ရခဲ့ရင်အားရတော့တော်တော်အရန်လူလဲယူချင်သလိုတော့ဖြစ်သွားရကွာယူချင်သလိုဖြစ်ဆုံးပါတာကအာရင်လောက်တော့မှာပဲတကယ်ကိုယူချင်သလိုဖြစ်သွားအဲ့လိုနဲ့ချေကြီးတီပြီးသွားခဲ့ပါရပေါ့နော်ထင်တော့ကြီးတီမပြီးခင်တော့ငါကြီးတီပြီးသွားရင်ပေါ့နော်အရန်ပြုတ်သွားမယ်လို့ထင်တယ်ဒါပေမဲ့ဆောင်းပွဲပြီးသွားပြီမဲ့လေဒါပေမဲ့အကြီးတီအမှတ်ထွက်တော့192မှတ်ရတယ်လုံးဝမထင်ထားဘူးအရန်ပျော်ရပေါ့နော်အိမ်ကိုလည်းလှမ်းပြောပြီးဒါပေမဲ့အဲ့လိုပြောပြီးတော့ GD ပြီးသွားတော့ငါတကယ်ချင်းနဲ့ရှောက်သွားမယ်အဲ့လိုမျိုးလုံးမယ်ဆိုတော့တွေးထားပြီးမဲ့ပြီးတော့ဆောင်းပွဲပြီးသွားပြီမဲ့လေကိုထင်တော့လေအဲ့လိုတိတ်မပြောရတယ်လို့ပဲစိတ်ထဲမှာဘလိုမျိုးကြီးလည်းမသိဘူးကွာဘာဖြစ်လဲဆိုတော့အချိန်ဆွဲခဲ့ရလေအချိန်ဆွဲခဲ့တော့သူများကြီးက uni တက်နေတဲ့အချိန်မှာငါအခုမှပြီးရဆိုပြီးတော့အမှ depression ဝင်နေရတဲ့ဒီဗီဒီယိုမလုပ်ဖြစ်တာပေါ့နော်အားကြောင့်အခုမှစပြီးတော့လုပ်ဖြစ်တာအခုတည်းလေးပါသားလုံးအဲ့လိုလုတ်ခဲ့ဟာရေကိုပြောပြီးသွားပြီပေါ့နော်အဲ့ဒီမှာချက်တွေအခက်ဆုံးကတော့ science အခက်ဆုံးပဲ science ကအဲ့ကြောင့်တော့အမှန်လည်းသိပြီးတော့မကောင်းဆုံးပေါ့နော်အထဲမှာပြီးသွားရင်သေလောက်အောင်ခက်တယ်ဒါပေမဲ့ကိုကြိုးစားခဲ့နေမနာညမနာကြိုးစားခဲ့ရတဲ့ຢာတော့ထင်ခဲ့ပါရဲ့တင်ချာလေးကတော့အလွယ်ကူဆုံးပေါ့နော် social ကတော့လွယ်ပေမဲ့အရန်စာတေချာမလုပ်ခဲ့တဲ့အတွက်အမှတ်တေချာမရခဲ့ဘူးပေါ့နော်ဒါပေမဲ့လည်းဘယ်လိုပြောမလဲဆီယမကြောင်ပေါ့နော်ချဲတက်ခဲ့ကြီးရဲဖုံးကြောင်ကမဟုတ်ရင်အာယိုချဲအောင်မဟုတ်ပေါ့နော်ကြီးရဲကြောင်တာbackground လေးတွေကိုလည်းတေချာတိပြီးတော့ချဲဖြေနိုင်ခဲ့ရပေါ့နော်ဒီချက်အရန်ကျေးဇူးတင်နေခနဲ့ချဲကြီးဒီဂျာနီတွေကတော့ပြီးဆုံးသွားပါပြီရှင်ဒီဥစ္စာလေးကဗီဒီယိုလေးရှည်သွားတဲ့အတွက်တော့အားလုံးတောင်းပန်ချင်တဲ့ချက်လေဖောထားတာပေါ့နော်နည်းနည်းပြောချင်တာပေါ့နော်ချက်လို့အချိန်မဆွဲစေချင်ဘူးကွာအခုကျောင်းစတဲ့ကွာတခါပဲကိုကဘလို့စာအုပ်တွေကိုစလုပ်ရမယ်အဲ့လိုမျိုးဟာကိုတိပြီးတော့စလုပ်ဝိုင်းအချိန်မကုန်တော့ဘူးเนาะဒီကျောင်းပြီးရတဲ့တခါတန်းဖြေလို့ရပြီအဲ့လိုမျိုးဖြေသေးခြင်းနဲ့ပေါ့เนาะအချိန်မဆွဲကြပါနဲ့ချွေဆိုရင်တကယ်စာလုပ်တော့အချိန်ကအဲ့လောက်မကြာဘူးစာမလုပ်ဖက်နဲ့လို့အီအောင်ကလုပ်နေရတဲ့အချိန်ကကုန်သွားပါပေါ့เนาะအဲ့ကြောင့်အချိန်ကလူမဆောင်အဲ့ကြောင့်ကြိုးရှိတဲ့အချိန်တွေကိုမဖြုံးကြပါနဲ့မြန်လုပ်လို့ရတော့လုပ်ကြပါเนาะချက်လို့ယူမိုက်တဲ့သူလည်းရှိမယ်လို့မထင်ပါဘူးရှိမှာပေါ့เนาะအဲ့လိုမျိုးအခုအချိန်ဆွဲတဲ့သူကြီးကတော့ပြီးဆုံးသွားခဲ့ပါပြီဗီဒီယိုလေးကိုဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါရှင်ချဲ channel လေးကိုလည်း subscribe လုပ်ပေးပါဦးချဲနောက်ထပ်ဗီဒီယိုလည်းအများကြီးလုပ်ပေးပါမယ်လုပ်ပေးသွားအောင်မယ်ပေါ့နော်တကယ်တော့ဒီဗီဒီယိုလည်းတလားလုပ်မယ်တော့မလုပ်ဖြစ်တာပေါ့နော်အခုတော့ပြီးသွားခဲ့ပြီပေါ့နော်အားလုံးပဲကျေးဇူးတင်ပါတယ်တတာ